ဟေမာဝန်ဆရာတော်ဤထေရုပတိအကျင့်ဆရာတော်ဤဘွဲ့တော်မှာဗတ္တန္တဓမ္မိကထစ်တိဟေမာဝန်ဆရာတော်လောင်းလျာကိုအေယာဝတီတိုင်းဝါခဲမမြို့နယ်ကြီးနီစုကျေးရွာတွင်ခမည်းတော်ဦးအောင်မြတ်နှင့်မေတော်ဒေါ်စင်ကျော်တို့မှမြန်မာတက္ကရာ1983ခုနှစ်တဘိုတွဲလာပြေကျော်ဆက်လင့်ရက်စနေနေ့တွင်ဖွားမြင်တော်မူခဲ့ပါသည်ဆရာတော်လောင်းလျာ73နှစ်သားအရွယ်တွင်ကဝဲဆရာတော်ကိုဥပဇေယျပြီး၍ရှင်သာမဏေအဖြစ်သို့သွတ်သွင်းခဲ့ကြပါသည်1303ခုနှစ်နယုံလဆန်း6ရက်နေ့တွင်ဝါခဲမမြို့နယ်ကျွဲတလင်းတိုက်ကျောင်းဆရာတော်ဗတ္တန္တပန္တိကျအားဥပဇေယျပြီး၍ကဝဲကြီးရွာ၌ယဟန်အခစ်သို့ရောက်ရှိခဲ့ပါသည်ကဝဲဆရာတော်နှင့်စာချအသီးသီးတို့ထံတွင်ပိဋကတ်သုံးပုံကိုတင်ရိုးပေါက်တင်ယူခဲ့ပါသည်ဆရာတော်သည်မဟာဝတ္ထုကံကျောင်းတိုက်၌နီးစပ်ရာစာတင်သားများအားစာပေညာပို့ချတင်ကြားပေးခဲ့ပူပါသည်ကမ္မထမ်းအလူ၌သာစိတ်အားထက်သန်သဖြင့်စာပေကျမ်းဂန်ရေးသားပြုစုခြင်းပြင်ပအလူပွဲဘာသာသာသနာအခမ်းအနားများသို့ကြွရောက်ခြင်းဟောပြောခြင်းမပြုခဲ့ပါမိမိကျောင်းတိုက်တွင်ဟေမာဝန္ဓမ္မာယုံနှင့်ဝေလုဝတိဓမ္မာယုံများ၌သာဝါတွင်ကာလတရားပွဲများကိုဥပုပ်နေ့တိုင်းပြုလုပ်ဟောကြားတင်ပြနေပါသည်1300ခုနှစ်တဘိုတွဲလာပြီကျော်10ရက်နေ့နနက်တွင်မြောင်းမြမြို့မဟာဝတ္ထုကံကျောင်းတိုက်မှတဆင်ဝေလုဝတီဆရာတော်ကိုဦးစီးဦးဆောင်ထားပြီးမြောင်းမြသို့တောထွက်လာသည်မှစ၍ယနေ့တိုင်းကမ္မထံတရားပြသနေခဲ့ပါသည်ဆရာတော်သည်တိက္ခါတော်52ဝါရှိပြီဖြစ်သည်ဆရာတော်သည်သူဓမ္မာဂုံးမှထွတ်၍မြောင်းမြမျိုးဟေမာဝုံကမ္မထံကျောင်းတိုင်း၌တည်တင်း3လျက်တန်ဃာတော်များတိလရှင်များနှင့်လူဝိကြောင်ယောဂီများကိုကမ္မထံတရားပြသလျက်ရှိပါသည်ဆရာတော်၏တီလတမာတိပညာဂုံခမဇာဂရိယစသောနာယကဂုံတို့နှင့်ပြည့်စုံမှုကြောင့်ယဟန်ရှင်လူတို့၏ကြီးညိုလေးစားမှုကိုခံယူရရှိတော်မူနေပါသည်မိဒံဤစာအုပ်ဖြစ်ပေါ်လာခြင်းအကြောင်းကိုဦးစွာဖော်ပြလိုပါသည်ဤစာအုပ်ပါတရားတော်ကိုကျွန်တော်သည်ဒွန်လဘရဟန်အဖြစ်ဖြင့်မြန်မာတက္ကရာ1345ခုနှစ်တကူလာပြီကျော်ရက်တစ်ခုခရစ်နှစ်1984ခုနှစ်ဧပြီလ16ရက်တနင်္လာနေ့တွင်မြောင်းမြမြို့ဟေမာဝန္ကမ္မထမ်းကျောင်းတိုက်ဆရာတော်ဖျားထံမှာထိုကျောင်းတိုက်ဓမ္မာယုံတစ်ကြီးတွင်နာကြားခဲ့ရပါသည်ဤတရားတော်မြတ်ကိုဟောကြားဆုံးမပေးသနာတော်မူပါရန်လျှောက်ထားသူကကျွန်တော်တို့ဒွန်လဘရဟန်73ပါးထဲမှာတပါးထစ်တော်ဥပဇင်ကြီးဥတုဇာတာယခုစကမြားရွာကျမ်းနာရေးဌာနမှကျမ်းမာရေးမှုကြီးဥတန့်စင်အေထစ်ပါသည်ထိုစဉ်ကပင်ဤတရားတော်ကိုကျွန်တော်တို့ဒုံလဘရဟန်ယောဂီများရောတကြံအခါတွင်လူဝိကြံယောဂီများသီလရှင်ယောဂီများပါအထူးနှစ်ထောင်အားရရှိခဲ့ကြပါသည်စာအုပ်စာတမ်းအဖြစ်ရိုက်နေပြီးဓမ္မတုတေတီတို့အားအခမဲ့ဓမ္မဒါနမွန်အဖြစ်ဝေငှလူဒန်းကျင်သောစန္ဒများပေါက်ပွားနေခဲ့ကြပါသည်ဤသို့ဖြင့်ကျွန်တော်တို့ဤအာတိတစန္ဒကိုအကောင်အထည်ဖော်ပေးမိစေတနာရှင်ဓမ္မဒါနလူရှင်3ဦးပေါ်ပေါက်လာခဲ့ပါသည်ထို3ဦးတို့ကဤတရားတော်နာယူရသောနှစ်မှစ၍တကြံတွင်ဒုံမဘရဟန်တကဆက်ခါထိခဲ့ပြီးကိုယ်တိုင်လဲဥဆောင်ပါဝင်ဒုံလဘရဟန်ဝိနေကဲ့သူတေဥမြင့်စဉ်မြင့်ဆေးဆိုင်မြောင်းမြနှင့်မိခင်ကြီးဒေါ်အေးခင်နှင့်
သမီးဖြစ်သူဒေါ်ကြည်လာစံပြမှုတိုင်မြောင်းမြ3ဦးခင်မွန်ဒေါ်ခင်ဆန်းရီစံဆက်ပိုင်ရှင်မြောင်းမြနှင့်ညီညီမများတို့ဖြစ်ကြပါသည်ဤတွင်အထူးဖော်ပြလိုသည်မှာဟေမာဝံဆရာတော်ဖရာသည်ဤတရားတော်ကိုတင်ဓမ္မတုတအခြေခံမြည်လေသောတပြည့်တကာရင်းများဖြစ်သည်ကျွန်တော်တို့ကိုအခြေခံကြကြလိုရင်းအချင်းများသာဟောကြားခဲ့သောတရားဖြစ်ခြင်းနှင့်တရားတိုက်ဖြစ်၍အချိန်ကိုငှဲ့ပြီးဟောခဲ့ရခြင်း3စိတ်ထက်တန်စွာအားထုတ်လိုသောတပြည့်များလွယ်လွယ်ကူကူနားလည်ပြီးလမ်းမှန်ကြကြထိရောက်စေရန်ရည်ရွယ်ဟောကြားခဲ့ခြင်း4စာအုပ်စာတမ်းကျမ်းစာတစ်စောင်ဖြစ်ရန်ရည်ရွယ်ဟောကြားခဲ့သောတရားမဟုတ်ခဲ့ခြင်းများကြောင့်ဤစာအုပ်နှင့်ပတ်သက်သည်များချွေယွင်းမှုဟုသည်များသည်စာအုပ်ဖြစ်လိုသူကျွန်တော်များ၏တာဝန်သားထီကြောင်းကျူးသိမ်းအစီရင်ခံအပ်ပါသည်စာရှုသူတို့ဝမ်းသာပွဲကရခင်တိုင်းဆရာကြီးဦးချစ်ထန်းကိုချီးမြှင့်ခဲ့၍ပေါ်ထွက်ခဲ့ပြီးတော့တရားစာအုပ်သည်လည်းနှစ်ကြိမ်မြထုတ်ဝေပြီးဖြစ်ပါလျက်လက်ကျန်မရှိအောင်ရှားပါခဲ့သောကြောင့်ယခုဓမ္မဒါနအလူရှင်3ဦးတို့ကဤစာအုပ်တက်မှာပင်နောက်ပိုင်းမှအစီအစဉ်ကြကြပူးတွဲဖော်ပြကတရားအလူကြီးပေးလူလိုက်ခြင်းပင်ဖြစ်ပါသည်ဤတွင်အထူးကျေးဇူးစကားဆိုရပါမည်ဤစာအုပ်ဖြစ်ပေါ်လာရေးအတွက်တရားတိတ်ခွေမှလက်နှိပ်ဆက်ထင်ကူးယူပေးပြီးလုတ်အားဒါနာထက်သန်စွာပေးလူခဲ့သောမြမစီးပွားရေးပံခွေညောင်းလာမှကိုမြင့်ဝေဤစာမူကိုစီးစစ်ပြီးခွင့်ပြုခဲ့ကြသောသာသနာရေးဦးစီးဌာနမှဆရာကြီးများစာအုပ်ဖြစ်မြောက်အောင်အစားမှအဆုံးစေရနာထင်ဆောင်ရွက်ပေးခဲ့သောဒေါ်အေးတန်နှလုံးလှအစာပေနှင့်ပုံနှိပ်တိုက်အဖွဲ့သားများအားအထူးမှတ်တမ်းတင်ဂုဏ်ပြုကျေးဇူးတင်ပါကြောင်းဤစာအုပ်ထွက်ပေါ်လာအောင်လိုအပ်သမျှငွေကြေးလူဒန်းခဲ့ကြသောအထက်ဖော်ပြပါဓမ္မဒါနအလူရှင်3ဦးတို့ကိုကမိမြကျေးဇူးဥပကာရတင်ရှိသည်ကိုဖော်ပြရန်ပင်မစွမ်းတာတော့ပါချမ်းမြေ့ရွှင်လန်းတရားပန်းစင်မြန်းနိုင်ကြပါစေညဦးကျောင်းအုပ်ကြီးအလဲတန်းကျောင်းအလဲရီကျော်လက်ပွတ်တာမြို့နယ်1354ခုနတော်လာပြည့်နေ့9ရက်12လ1992ခုနှစ်ဦးပင်းစင်းကြီးတန့်စင်အေးဖျား17ရက်နေ့ရဟန်းဖြစ်ကြတယ်ထင်တယ်ဟုတ်လားတင်မဖျားအေး12ရက်13ရက်14ရက်15ရက်ဒီနေ့1ရက်ဆိုတော့တရားအားထုတ်တဲ့ရက်ပေါင်း9ရက်ဒီနေ့ကို9ချိန်အားထုတ်တော့25ချိန်ညအားထုတ်တဲ့တစ်ချိန်နဲ့မနေ့ကတစ်ချိန်ရွှတာရဲ့မင်းတို့အားထုတ်တဲ့အချိန်23ချိန်ရသွားကြပြီပေါ့ညနေကျတော့မင်းတို့အကုန်ပျောက်ကြတော့မှတိတ်မကြတော့ဘူးဒါဖြင့်တို့ကဩဝါဒပေးဖို့ဆိုတော့တရားနာဖို့ဒေသနာတွေပေးလိုက်ရမှာလားအလုပ်လုပ်ဖို့ပေးလိုက်ရမှာလားဘာပေးရမှာလဲဟေးအလုပ်လုပ်ဖို့ပေးပါဖေဟာကဲကောင်းပြီအလုပ်လုပ်ဖို့ဆိုလဲအလုပ်စကားပေါ့ကွာတရားနာဖို့ဆိုရင်တော့ဒေသနာပေးရမှာပဲအေးဒီလိုဆိုရင်ကိုယ့်လက်ကိုထောင်ကြည့်စမ်းဘယ်နှချောင်းရှိသလဲ5ချောင်းရှိပါတယ်ဖေဟာ9ချောင်းရှိရင်လှုပ်ထုံနေ9နီးရှိတယ်လို့မှတ်လိုက်ကြစမ်းတရားလှုပ်ခြင်းကြောင့်ရတဲ့အကျိုးလဲ9ပါးရှိတယ်လို့မှတ်တရားအမှားမှန်စစ်တဲ့နီးကတော့3နီးရှိတယ်လို့မှတ်ပါကဲဒါဖြင့်လှုပ်ထုံနီး9နီးကိုပြောကြစို့ရဲ့မြတ်စွာဘုရားသာသနာတော်မှာတီလသမာဓိပညာလို့3မျိုးမရှိဘူးလားအေးအဲ့ဒါအများသိတဲ့အတိုင်းအဲ့ဒီတီလသမာဓိပညာကိုလှုပ်ထုံးလုံနည်းနဲ့ပြောရရင်တတိတမာဓိပညာလို့အဲ့ဒါလို့ပြောတတိကတတိလှုပ်ထုံးတမာဓိကတမာဓိလှုပ်ထုံးပညာကပညာလှုပ်ထုံး
တီလတမာရီပညာဆိုတာကတော့မက်ခင်၈ပါးမှာတီလခန္ဓာက3ပါးတမာရီခန္ဓာက3ပါးပညာခန္ဓာက2ပါးလို့ခန္ဓာနဲ့ဖွဲ့ထားတာအရင်တည်ပြီးတော့တသာသနာလုံးနှံ့အောင်တီလတမာရီပညာလို့အဲ့ဒါလို့ပြောရတယ်လက်တွေ့လို့ရကြတော့တီလအစာတတိကိုထည့်လိုက်တတိတမာရီပညာလို့အဲ့ဒါလို့ပြောရမယ်တတိလှုပ်ထုံးကတစ်မျိုးတမာရီလှုပ်ထုံးကတစ်မျိုးပညာလှုပ်ထုံးကတစ်မျိုးဆိုတော့ဘယ်နှမျိုးရှိသွားသလဲ3မျိုးလက်က9ချောင်းထောင်ထားတော့2မျိုးလိုသေးတယ်စအားထုတ်ခြင်းတတိကလည်းတခါတည်းထိုင်တခါတည်းထုတ်တခါတည်းဖြည့်ဒီလိုမဟုတ်ဘူးတမာရီကလည်းတခါတည်းထိုင်တခါတည်းဖြည့်တမာရီကလည်းဒီလိုမဟုတ်ဘူးပညာကတော့ထိုးထပ်ပိုဝေးမယ်ပေါ့အထက်တန်းကြာသွားပြီတတိတောင်မှထုတ်ခြင်းမဖြစ်ဘူးဆိုရင်တမာရီပညာကပို၍မဖြစ်ဘူးပေါ့ဟုတ်လားအေးမင်းတို့တန်းကျောင်းတွေနေကြသလိုပေါ့စပြီးတန်းကနေပြီးတော့10တန်း12တန်း14တန်း16တန်းစသည်ဖြင့်အတန်းကတော့ရေးသွားတာပဲဒါပေမဲ့အခုကလေးတွေကြတော့မူကြိုချောင်းရေလို့ရှိသေးတယ်မဟုတ်လားမူလာတန်းမရောက်ခင်ပဲတငယ်တန်းကြီးတငယ်တန်းလေးမူကြိုချောင်းလူရှိကကြိုးထားရတာတွေကအများကြီးပဲမဟုတ်လားတို့မြတ်စွာဘုရားသာသနာတော်မှာလည်းဒီလိုပါပဲအရှင်ဝင်းဂီတာအမည်ရှိတယ်မထေရပါမြတ်စွာဘုရားစီရောက်လာတော့သူကဝင်းဂီတာပုဏ္ဏကလေးဒီပြင်ပုဏ္ဏတွေကသူ့ကိုအကြောင်းပြုပြီးစားကွက်ထွင်လာတာကဘယ်လိုစားကွက်ထွင်လာတယ်လဲဆိုတော့ပုဏ္ဏကလေးဟာလူသေးကောင်ရဲ့ဥကောင်းခွင်ကိုခောက်လိုက်ရင်ဒီပုဂ္ဂိုလ်ဟာလူပြေသွားတယ်ဒီပုဂ္ဂိုလ်ဟာနတ်ပြေသွားတယ်သူကဗြဟ္မပြေသွားတယ်လို့ပြောနိုင်တယ်သူပြောရင်လည်းမလွဲဘူးတဲ့ဒီလိုဆိုရင်ဒီပုဂ္ဂိုလ်အကြောင်းပြုပြီးတော့ဒုရတွေဟာစပူထိတ်ကျွန်းလျှောက်လက်ရလို့ရှိရင်တော့လူပုဂ္ဂိုလ်တွေဟာသူ့အမိအဖေစသည်ဘယ်ရောက်တယ်ဆိုတာသိကျင်လို့မေးကြလိုက်မယ်မေးကြလို့ရှိရင်100 1000စသည်ရကြမှာပဲလို့လျှောက်လက်ပတ်လာလိုက်တာဇေတဝန်ကျောင်းနဲ့တာဝတိမြို့ကြားခရီးရောက်လာကြတယ်ရောက်လာကြတဲ့အခါအရိယအစရှိသောသူတော်ကောင်းတွေကလည်းပါဏန္တာလက်ဆွဲငကြောမြတ်စွာဘုရားစီဖျားဖူးဖို့တရားနာဖို့သွားကြတယ်ဒီတော့ဝင်းဂီတာနားကညာပြီးလိုက်လာတဲ့ပူနာတွေကသင်တို့ဘယ်သွားကြမလဲဖျားစီသွားကြမလို့တရားနာဖို့ရအတွက်ဖျားစီသွားလို့ဘာလို့မလဲဝင်းဂီတာပူနာကဒါတော့ပဲအစွမ်းကောင်းတယ်ပေါ့သူတို့ဆရာရဲ့ကြီးစုတွေကိုပြောကြဒီတော့သူတို့ဆရာကအစွမ်းကောင်းတယ်ဂေါရမဘုရားကအစွမ်းကောင်းတယ်နဲ့အငင်းဒီထွက်ကြတော့ကဲဒီလိုဆိုရင်မင်းတို့လိုက်ခဲ့ကြတဲ့ဘုရားစီရောက်အောင်အဲ့ဒီတော့မှဝင်းဂီတာပူနာလေးကဒီလိုဆိုရင်သူလဲလိုက်မယ်ဆိုပြီးတော့ဂေါရမမြတ်စွာဘုရားစီရောက်သွားကြတယ်ရောက်သွားတဲ့ခါကျတော့ဦးကောင်းခွင်လေးကိုမြတ်စွာဘုရားကရှာပြီးတော့ချထားတယ်ယဟန္တာဦးကောင်းခွင်တစ်ခုနတ်ပြည်သွားတဲ့ဦးကောင်းခွင်ကတစ်ခုဗြဟ္မပြည်သွားတာကတစ်ခုလူပြည်သွားတာကတစ်ခုငရဲပြည်သွားတာကတစ်ခုပြိတ္တာဖြစ်တာကတစ်ခုစသဖြင့်ပေါ့လေအဲ့ဒါတွေခောက်ပြီးတော့မန္တန်ရွတ်လိုက်တယ်ဒါကငရဲပြည်သွားပါတယ်ဖေယားမြတ်စွာဘုရားကတာဓုဟုတ်တယ်ဝင်းဂီတာသူ့ရဲ့မန္တန်ကမြတ်စွာဘုရားရဲ့တပ်ပင်ညုတဉာဏ်တော်နဲ့တော်မှနီးနှောနိုင်တယ်အင်မတန်မှတော်တယ်တဲ့ဒါကတော့တရိษံပြီးသွားပါတယ်ဖေယားဟုတ်တယ်တာဓုတဲ့ဒါကလူပြီးသွားတယ်ဒါကနတ်ပြီးသွားတယ်ဒါကဗြဟ္မပြီးသွားတယ်အကုန်မှန်တာကြီးပဲသူပြောတာတယ်နောက်ဆုံးယဟန္တာရဲ့ဥကောင်းခွင်ကိုခောက်လိုက်တဲ့အခါကျတော့ဘယ်သွားမှန်းဂတိရှာလို့မတွေ့တော့ဘူးချွေးဒီကြတယ်နောက်တစ်ခါထပ်ခောက်ပြီးတော့မန္တန်ရွတ်တော့လေဘယ်သွားတယ်လို့သူ့ညာနဲ့မထင်လာဘူးချွေးဖြန်ကြတော့သင်ဟာတိတ်ပင်မနေပြီလားတဲ့မြတ်စွာဘုရားကမေးတယ်မှန်ပါတပည့်တော်ပင်မနေပါတယ်ဖေရားတဲ့ပြန်ပြီးတော့စဉ်းစားပါအောင်မင်းခဏဆိုင်ပါအောင်တဲ့ဒါနဲ့နောက်တစ်ချိန်ခောက်ဘလို့ခောက်ချွေးတာဒီကြတယ်ဘယ်သွားမှန်းကိုမသိတော့ဘူး
အဲ့ဒီတော့မှအသင်ကဲ့သို့သောဗဟိရကတာဒနာရဲ့အပြင်ဘက်ထက်တဲ့မန္တန်ဝိဇ္ဇာနဲ့ဒီဥကောင်းခွင်ရဲ့တွားရဂတိကိုရှာလို့မတွေ့နိုင်ဘူးတဲ့ ဒီလိုဆိုရင်အရှင်ဖျားရောတိပါသလားတဲ့အေးငါကတော့တိတယ်တဲ့ဒီလိုဆိုလို့ရှိရင်ဖျားပညာချင်းလဲရအောင်ပါတဲ့တပည့်တော်မန္တန်တွေလည်းအရှင်ဖျားကိုပေးပါမယ်တဲ့အရှင်ဖျားတိတဲ့ပညာလည်းပေးပါလို့ရှောက်တဲ့အခါပညာချင်းတော့မလဲဘူးဝန်ဂီတာမင်းလိုချင်လို့ရှိရင်ဒီအဝတ်ကိုဝတ်ရင်သင်ပေးမယ်တဲ့ဒီတော့မှပုံနာတွေလှဲ့ကြည့်ပြီးသူကအချင်းပုံနာတို့ဂေါရမောမြတ်စွာဘုရားစီကပညာတစ်ခုကိုရရင်ဇံဘူဒိတ်မှာသူဟာပညာဉာဏ်အကြီးဆုံးဖြစ်ပြီးတော့တခါတည်းသူ့ထက်ပညာကြီးတဲ့ပုဂ္ဂိုလ်မရှိတဲ့အဖြစ်အထွတ်အထိပ်ကိုရောက်မယ်ဒါကြောင့်ဒီအဝတ်ဝတ်ပြီးတော့ပညာသင်လိုက်အောင်မယ်ဒီတော့ပုံနာတွေကလည်းကောင်းပါပြီဆိုပြီးတော့2ရက်3ရက်စောင့်ဆိုင်နေကြတယ်ဝင်ဂီတာဟာမြတ်စွာဘုရားသာသနာရောက်တော့မြတ်စွာဘုရားကမင်းတို့လောကီပညာတွေသင်တဲ့အခါကျတော့ဘေဒင်သင်ရလဲဘေဒင်နဲ့ဥပဇာဆိုတာရှိတယ်ကွာတဲ့စာသင်လဲစာရဲ့ဥပဇာတန်းဆိုတာရှိတယ်တဲ့ဥပအနီးအနားမှာစရတိဘဝတိဖြစ်တယ်တခါတည်းတိုက်ရိုက်သင်လို့မရဘူးတဲ့အတွက်ကိုသင်မယ်ဆိုရင်နှစ်တလီနှစ်မှာကနန်းမသိပဲနဲ့ဘလို့မှသင်လို့မရဘူးဒီနှစ်တလီနှစ်ကအတွက်တော့မဟုတ်သေးဘူးစာသင်တယ်ဆိုရင်အခရာမသိရင်သင်လို့မရဘူးအခရာကတော့စာမဟုတ်သေးဘူးအသေးပဲဘာမှရှိသေးတာမှမဟုတ်ပဲဒါကြောင့်ငါဖရားရဲ့သာသနာမှာလဲဥပဇာဆိုတဲ့သင်စရာရှိသေးလေနဲ့အဲ့ဒီမန္တန်ကိုနောက်မှသင်ပြီးတော့ဒီမန္တန်ကိုအရင်သင်ပေးတော့ဥပဇာအဖြစ်နဲ့ရွတ်ဆိုပြီးတော့အိတိဣမတမင်ကာယေကေတာလောမာနခဒန္တာတဇောနဲ့30နှစ်ကောထာတာပိတ်ထားလိုက်တယ်တနေ့ဖြစ်လဲဓာရွတ်တနေ့ဖြစ်လဲဓာရွတ်နဲ့3ရက်လောက်ရွတ်လိုက်တော့ပါလမီရင့်ပြီးတော့သူဟာသူ30နှစ်ကောထာတာထင်ပြီးတော့ပဋိတံပီတာပတ္တရဟန္တာဖြစ်သွားတဲ့အဲ့ဒီတော့ပုံနာလေလာကြတဲ့အခါကျတော့မှမင်းတို့သွားကြပြီတော့ငါတော့မလိုက်တော့ဘူးဂေါရမမြတ်စွာဘုရားစီမှာပဲနေရတော့မယ်ပေါ့ဒါကြောင့်အစကပြောသားပဲရှင်ဂေါရမဟာအာဝတနမန္တန်နဲ့အလက်အပတ်ကောင်းတယ်ရှင်ဂေါရမစီကနေဘယ်သူမှမထွက်နိုင်ဘူးတဲ့အရှင်ဘုရားလဲဂေါရမရဲ့မန္တန်မြည်သွားပြီကိုတော့ကိုစောင့်နေလို့လဲဘာမှမထူးတော့ဘူးဆိုပြီးပုံနာတွေပြန်သွားကြတယ် အခုလဲထိုနီးတူစွာပေါ့တရားအားထုတ်တဲ့အခါမှာဥပစာဆိုတဲ့အနီးအနားတတိမဖြစ်ခင်တတိဖြစ်အောင်အားထုတ်နည်းလေးကလိုသေးတယ်ဒါကြောင့်အဲ့ဒါကိုတို့ကတတိအခြေခံလှုပ်ထုံးဆိုပြီးတော့တခုတတ်မှတ်လိုက်တယ်နော်ဒီတော့တတိတမာရိပညာက3ခုတတိအခြေခံလှုပ်ထုံးကတခုဆိုတော့4ခုဖြစ်မသွားဘူးလားအေး4ခုဖြစ်သွားပြီလက်ထောင်လိုက်တော့5ခုရှိတယ်5မျိုးပြောထားတာတစ်ခုထည့်ရအောင်မယ်နောက်တစ်ခုကဘာလဲဆိုတော့မူလအခြေခံလှုပ်ထုံးအခြေခံတစ်ခုထားလိုက်တယ်ပေါ့အခြေခံတစ်ခုထားလိုက်တော့1နံပါတ်ကမူလအခြေခံလှုပ်ထုံး2နံပါတ်ကတတိအခြေခံလှုပ်ထုံး3နံပါတ်ကတတိလှုပ်ထုံး4နံပါတ်ကတမာရိလှုပ်ထုံး9နံပါတ်ကပညာလှုပ်ထုံးဒီလို9ခုရှိမထွားဘူးလားအေးဒီလိုဆိုတော့အခြေခံက2ခုနော်ကဲဒါဖြင့်တက်နံပါတ်အခြေခံဟုပြောကြစို့ရဲ့မူလအခြေခံလှုပ်ထုံးတက်နံပါတ်အခြေခံကမူလအခြေခံဖြစ်ခြင်းကြောင့်သူကစိတ်နယ်ပဲအလုပ်လုပ်ရမယ်တတိမပါသေးဘူးပေါ့ဘယ်လိုလုပ်ရမလဲဆိုတော့ဖယားရှင်ကိုရောမြတ်ကတပ်ဗံပဟာယဂန္ဓဗံတဲ့တတ္တိဟိတတဝါအပေါင်းတို့သည်တပ်ဗံအလုံးစုံကိုပဟာယပေစွန့်၍ဂန္ဓဗံတွားရမည်တဲ့
မင်းတို့အကုန်လုံးထားဟဲရမှာပဲတဲ့တက်ရှိတက်မဲ့ရှိသမျှပစ္စည်းမင်းတို့ခန္ဓာကိုယ်ကြီးကအစယူသွားနိုင်တာဘာတစ်ခုမှမရှိဘူးတဲ့ဟုတ်တယ်မဟုတ်ဘူးလားအေးတန်ရောစံတွေလည်းထားခဲ့ရမှာပဲစီးဝါးတွေလည်းထားခဲ့ရမှာပဲကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးလည်းထားခဲ့ရမှာပဲအသက်ပညာတွေလည်းထားခဲ့ရမှာပဲမင်းတို့စိတ်ကူးစဉ်းစားကြံစီနေတဲ့အဲ့ဒီအကြံအစီတွေတဲကဟာတွေလည်းအကုန်ထားခဲ့ရမှာပဲ ဒီတော့ဒီထားခဲ့ရမယ်ဟာတွေကိုဒီတရားအားထုတ်တဲ့အထဲရောပြီးတွေးတောကြံစီနေလို့ခင်တရားအထမမြောက်ယုံပဲတရားပျက်စီးယုံပဲဘာမှအကြောင်းမထူးဒါကြောင့်တဏ္ဍပတ်အနေနဲ့စိတ်ကိုတင်းပြီးတော့အတွေးရပ်လိုက်ပါတဲ့ဟုတ်ပြီလားအဲ့ဒီအတွေးရပ်လိုက်ခြင်းဟာဘလို့ဘာဝနာနဲ့တွားပြီးညီညွတ်တယ်လဲဆိုတော့ဝိတကုပစ္စေတာယအာနာပါနတတိဘာဝနာဘာဝီတပ်ပါတဲ့ဝိတကုပစ္စေတာယအကျံအစီအတွေးအတော်ကိုရက်စဲရန်အလုငါအာနာပါနတတိကမ္မထန်တရားကိုဘာဝီတပ်ပါအားထုတ်ပွားများအပ်တယ်အာနာပါနရှုနေတာကအတွေးရက်ဖို့ပဲပထမအကျိုးကအဲ့ဒီတော့အတွေးတွေမတွေးတော့ဘူးလို့အဲ့ဒီလိုရပ်ပစ်လိုက်ပါအဲ့ဒီလိုအတွေးရက်လိုက်လို့ရှိရင်ပထမစိတ်နဲ့တင်းပြီးတော့ရက်စတိမပါဘူးတမာလိပညာလည်းမပါဘူးဟုတ်ပြီလားမောင်တန်စင်ဤအဲ့ဒါတဏ္ဍပတ်မူလအခြေခံလုတ်ထုံးအဖြစ်နဲ့စိတ်နဲ့တင်းပြီးတော့ဒါရက်လိုက်ပြီးတော့အလုတ်မပါသေးဘူးနှစ်နံပါတ်စတိအခြေခံလုတ်ထုံးနဲ့စတိမရောက်သေးဘူးစတိအခြေခံလုတ်ထုံးဆိုတာကစတိကအဇ္ဇတစတိကိုထူထောင်ရမှာဖြစ်လေသောကြောင့်အဇ္ဇတဆိုတာက၄မျိုးရှိတယ်တဲ့နိယတ်ကဇတ္တဆိုတာကခန္ဓာကိုယ်ကောင်းကြီးကိုခေါ်တယ်နှစ်ဂောဇရဇတ္တဆိုတာကကမ္မထန်အာယုံကိုခေါ်တယ်သုံးအဇ္ဇတဇတ္တဆိုတာကအတွင်းလဲဟုတ်အတွင်းလဲကြတယ်အတွင်းထက်အတွင်းကြတယ်ဒီခန္ဓာကိုယ်ကြီးတစ်ကိုယ်လုံးတစ်ကောင်လုံးဟာအဇ္ဇတပဲစက္ခုသောတာဂာနဇိန်ဝါကာယမနဆိုတဲ့အကြီး6ပါးမျက်စိနားနှာရှားကိုယ်စိတ်ကြတော့ပို၍ပဲဒီခန္ဓာကိုယ်ကြီးအတွင်းရဲ့အတွင်းကျသွားတယ်တဲ့ဒီဒဝါရ6ပါးဟာအတွင်းထက်အတွင်းကျလေသောကြောင့်နှစ်ဆင့်တက်ထားတယ်လေနံပါတ်ဝိတယဇတ္တဆိုတာကတော့နိဗ္ဗာန်ကိုခေါ်တယ်ထူသောပုဂ္ဂိုလ်တို့ဤတည်နေရပေါ့ဖျားအစရှိသောအရိယာသူတော်ကောင်းများကတော့ဘာမှမလုပ်လို့ရှိရင်ဖလတမဘတ်ပဲဝင်စားနေကြတာအဲ့ဒီဖလတမဘတ်နဲ့နိဗ္ဗာန်ကိုအာယုံပြုတယ်အတွင်းအဇတ္တကစတိကိုထူထောင်ရမှာဖြစ်လေသောကြောင့်အပင်ယုံနေတဲ့ဗဟိရစိတ်နဲ့ပွားများအားထုတ်လို့အဇတ္တစတိဟာအထမမြောက်ရဘူးအဲ့ဒီလိုထမြောက်မလွယ်လေသောကြောင့်ထမြောက်လွယ်ကူစေသောငါခန္ဓာကိုယ်အတွင်းမှာစိတ်ကိုထားပါတယ်ခန္ဓာကိုယ်အတွင်းမှာစိတ်ကိုထားပါဆိုတော့ဥပမာတစ်ခုစိတ်ကဝင်လေစီမှာစိတ်ရောက်နေလေဆိုရင်ဝင်တယ်သို့မဟုတ်တိလို့ပဲထပ်မှတ်နေနောက်တစ်ခါထွက်လေကိုပဲစိတ်ကကြနေတယ်ဝင်လေကိုမမှတ်ချင်ဘူးဆိုလေတိနဲ့ပဲထွက်လေကိုမှတ်နေတခါခြေမျက်စိကထိတဲ့နေရာမှာပဲစိတ်ကနေတယ်ဆိုရင်လေခြေမျက်စိထိတဲ့နေရာမှာပဲစိတ်ကစိုက်တခါနာရာပဲမှတ်ချင်တယ်ဆိုလဲနာရာကြီးပဲ9မိနစ်ဖြစ်10မိနစ်ဖြစ်ကြိုက်တဲ့လောက်ကိုယ်စိတ်ရောက်တဲ့နေရာမှာခန္ဓာကိုယ်ရဲ့အပြင်ဘက်ကိုစိတ်မထွက်ရင်တော်ပြီဟုတ်လားအေးဒါကြောင့်ခန္ဓာကိုယ်ရဲ့အပြင်ကိုစိတ်မထွက်စေနဲ့ခန္ဓာကိုယ်ထဲမှာစိတ်ရောက်တဲ့နေရာမှာသူကြိုက်တဲ့နေရာမှာမှတ်ထားသူကြိုက်တဲ့နေရာမှာထပ်ပြီးတတိထားပေးပါအဲ့ဒီလိုတတိထားလို့
ခန္ဓာကိုယ်ထဲမှာစိတ်ခါအနေများလာပြီဆိုတဲ့အခါကြတော့မှနောက်တစ်ဆင့်တတိဖြစ်ဖို့ရာအတွက်ဘာလုပ်ရမလဲဆိုတော့တတိလှုပ်ထုံးကိုတစ်ဆင့်တက်လို့ပါ 3. နံပါတ်3လှုပ်ထုံးဆိုတာဘာလဲဆိုတော့တတိဆိုတာအာယုံများနဲ့ဆက်ဆံသည်တမာတိဆိုတာကတော့အာယုံတစ်ခုတည်းနဲ့ဆက်ဆံသည်ပညာဆိုတာကတော့တဘာဝဖြစ်တဲ့အာယုံများနဲ့ဆက်ဆံသည်အနုတ္တိယကိလေသာကိုပယ်နိုင်သည်အဲ့ဒီတော့တတိကအာယုံအများနဲ့ဆက်ဆံတယ်ဆိုတော့ခန္ဓာကိုယ်အတွင်းမှာဝင်တာလဲပဲဝင်တဲ့လေဟာအာယုံတစ်ခုပဲထွက်လာပြန်တယ်လဲထွက်တဲ့လေဟာအာယုံတစ်ခုပဲလွင့်သွားတဲ့စိတ်ကလေးကလည်းသူ့ပြန်ပြီးတတိနဲ့စိုက်အာယုံပြုတ်လိုက်ရင်သူကလည်းပဲအာယုံတစ်ခုပဲချေမြစီကထိတဲ့နေရာလေးအာယုံစိုက်ပြီးတော့ထိတာကိုတိလူတတိကတ်လိုက်ပြန်ရင်သူလဲအာယုံတစ်ခုပဲဒီခန္ဓာကိုယ်ကြီးထိုင်နေတဲ့အမူအရာထသွားတဲ့အမူအရာရှောက်တဲ့အမူအရာဒီလိုအမူအရာအမျိုးမျိုးအသီးသီးရှိရာမှာထိုင်တာလဲအမူအရာအစိတ်အပိုင်းတစ်ခုချစ်နေလေတော့ကြောင့်တကိုယ်လုံးတကောင်လုံးကိုခြုံပြီးလို့ဦးကောင်းကနေပြီးထိုင်နေတဲ့အမူအရာကြီးအဆုံးအထိတိလို့ထိုင်တဲ့အမူအရာတတိကတ်လိုက်ပြန်ရင်သူလဲအာယုံတစ်ခုပဲဘိုက်ကဖောင်းပိန်နေတဲ့လေဝင်ထွက်လေကြောင်းလေဝင်တွားရင်ဖောင်းလာတယ်လေထွက်တွားရင်ပိန်တွားတယ်ဒီတော့ဖောင်းတာလေးတတိကတ်လိုက်မယ်ဆိုရင်လေသူလဲအာယုံတစ်ခုပဲပိန်တာလေးတတိကတ်လိုက်မယ်ဆိုရင်လေသူလဲအာယုံတစ်ခုတည်းဒီပင်အာယုံတွေလဲကိုယ်စိတ်ထဲမှာထင်ထင်ရှားရှားပေါ်လို့အာယုံစဖြစ်လို့တတိမတ်ဖြစ်တယ်ဆိုရင်ဘဲအာယုံဖြစ်ဖြစ်နံပါတ်10နဲ့ထည့်လိုက်ပေါ့ဟုတ်ပြီလားအေးဒီလိုဆိုတော့နံပါတ်ဟာ9မျိုးလောင်ရသွားပြီဖောင်းတာပိန်တာပါထည့်လိုက်အဲ့လီတော့တစ်နံပါတ်ကဝင်းလေးကိုတတိကတ်လိုက်ပါစိတ်ကိုနှစ်တီးဝမှာထားနှစ်နံပါတ်ကထွက်လေးကိုတတိကတ်လိုက်ပါစိတ်ကိုနှစ်တီးဝမှာထားသုံးနံပါတ်ကြတော့ရင်လေးကလွင့်သွားတဲ့စိတ်ကလေးကိုတိလို့တတိကတ်လိုက်ပြန်တော့ရင်ဝမှာစိတ်ကိုထားလေးနံပါတ်ကခြေမျက်စိကထိတဲ့နေရာလေးကိုတတိကတ်လိုက်တဲ့အခါကျတော့စိတ်ကိုခြေမျက်စိပို့ပြီးတိလို့ထိမှုကလေးတတိကတ်လိုက်ပြန်ငါးနံပါတ်ကနောက်တစ်ခါခန္ဓာကိုယ်ကြီးကိုခြုံပြီးတော့မှတ်လိုက်တော့ဦးကောင်းကနေပြီးတကိုယ်လုံးတကောင်လုံးကိုတိလို့ဆိုပြီးတော့ထိုင်တဲ့အမူအရာကြီးအာယုံပြုတ်ပြီးတတိတစ်ချက်ကတ်လိုက်ပြန်6နံပါတ်ကနောက်တစ်ခါဖောင်းလာတာရှိရင်လေဘိုက်ကိုအာယုံပြုတ်ပြီးဖောင်းတယ်ဆိုတဲ့နေရာကလေးတိလို့တတိတစ်ချက်ကတ်လိုက်ပြန်9နံပါတ်ကပိန်သွားတာတွေးပြန်တော့လေပိန်သွားတဲ့နေရာကလေးကိုအာယုံပြုတ်ပြီးတိလို့ဆိုပြီးတော့တတိတစ်ချက်ကတ်လိုက်ပြန်အဲ့ဒီလိုခုနှစ်မျိုးကတ်ပြီးရင်နောက်တစ်ခါ1နံပါတ်ကိုပြန်ကတ်1နံပါတ်ဆိုတာဝင်လေပြန်ရောက်လာပြီဝင်လေပြီးရင်ထွက်လေထွက်လေပြီးရင်လွင့်သွားတဲ့စိတ်ကလေးလွင့်သွားတဲ့စိတ်ပြီးရင်ခြေမျက်စီကနာမှုခြေမျက်စီပြီးရင်ထိမှုထိမှုပြီးရင်တကိုယ်လုံးတကောင်လုံးပြီးရင်ဖောင်းမှုနောက်ပိန်မှုနောက်တစ်ခါပြန်ပြီးတော့ဝင်လေပြန်ကတ်အဲ့ဒီလိုဆိုတော့ဒီတတိဟာတနေရာတည်းနေသေးရဲ့လားတနေရာတည်းမနေဘူးနေရာရွေ့သွားတယ်ဒီတော့အာယုံကလည်းအစ်ဖြစ်နေတယ်တတိကလည်းအစ်ရွေ့သွားတယ်အဲ့ဒီလိုရွေ့သွားမှတတိကထက်မြက်တယ်အာယုံတနေရာတည်းစိုက်နေလို့ရှိရင်တတိမထက်ဘူးတတိကိုတမာတိကလွှမ်းသွားတတ်တယ်တတိကိုတမာတိအုတ်တာရှိတယ်တတိကိုဝိရိယအုတ်တာရှိတယ်အပြင်းထန်ကာယိကဝိရိယနဲ့တခါတည်းဇင်းကြံရှော့တဲ့အခါအပြေးအလွှားရှော့
အာနာပါနရှုတဲ့အခါရှူရှဲနဲ့ဖြစ်အောင်ဝိရိယတွေနှင်းကန်ထုတ်ကာယိကဝိရိယနဲ့အဲ့ဒီလိုနှင်းကန်လုပ်တဲ့အခါကျတော့ဝိရိယကတတိကိုဖုံးသွားတတ်တယ်အဲ့ဒီလိုဝိရိယကရှေ့ဆောင်ပြီးတော့တတိကနောက်လိုက်ဖြစ်ပြီးအဲ့ဒီလိုသွားတာလည်းရှိတယ်ဝိရိယကတတိကိုအုပ်ပြီးတော့ဝိရိယသာဖြစ်နေတယ်တတိကတော့မှတ်တလားမမှတ်မိတော့ဘူးရှူရှဲနဲ့တော့ဖြစ်နေတာပဲဒါကြောင့်အဲ့ဒီလိုဝိရိယအုပ်သွားတာမျိုးကိုလည်းမလိုချင်ဘူးတမာတိအုပ်သွားတာလည်းအလိုမရှိဘူးတချို့ယောဂီများဆိုရင်အตาလေးစောင်းပြီးတော့သူ့ဟာသူအာနာပါနလေးရှုပြီးငြိမ်ပြီးတော့မှတ်လေလိုက်တာညနေ4နာရီ5နာရီရောက်သွားတယ်12နာရီလောက်ကနေတုံးလုံးလဲနေတာတနေရာမှမပြောင်းဘူးဟိုဘက်ဒီဘက်9နာရီနေရင်လည်းနေတာပဲ6နာရီနေရင်လည်းနေတာပဲလှုပ်ကိုမလှုပ်ချင်တော့ဘူးလှုပ်ရလာပင်မန်းနေတယ်သူ့ဟာသူစိတ်ကလေးငြိမ်ပြီးတော့သူ့ဟာနဲ့သူ့အာယုံကလေးနဲ့တော့ဖြူနေတာပဲအဲ့ဒါကြတော့လေတမာတိလွန်လာသည်သူ့တမာတိကတတိကိုအုပ်လာတယ်အဲ့ဒီလိုယောဂီမျိုးကြတော့ယောဂီကဘိန်းဆိုင်လိုဖြစ်လာတာပေါ့ကွာတိတ်မလွတ်ချင်တော့ဘူးသူကနှုတ်လဲငြိမ်လာပြီးစိတ်လဲငြိမ်လာပြီးအကုန်လုံးထိုင်းမွိုင်းဒေဝေလေးဖြစ်လာပြီးနောက်အငြိမ်လာတော့ဘာဖြစ်သွားသလဲဆိုတော့ကောသစဖြစ်လာတယ်ကောသစဖြစ်လာတော့အပြင်းပါလာတယ်ပြင်းတော့လှုပ်ရမှာကိုပြင်းလာတယ်တော်ကြာစားရမှာကိုပြင်းလာပြီးဘာမှမလုပ်ချင်တော့ဘူးလူနဲ့လည်းမတွေ့ချင်တော့ဘူးအဲ့ဒီလိုပဲငြင်းကလေးပဲနေချင်တော့တယ် ဒါကြောင့်ဖြစ်ဆဲခဏလေးကိုတိသွားဖို့ရတဲ့ဝင်ရင်တိထွက်ရင်တိဖောင်းနာတိပိန်နာတိလဲပတ်နေရမယ်အာယုံကချက်ခနဲ့ဖြစ်လိုက်နဲ့ချက်ခနဲ့ဆိုတတိကဖြတ်ခနဲ့ကတ်ပြီးသားဖြစ်နေရမယ်အဲ့ဒီလိုတတိလင်းမြန်ထက်မြန်ဖြစ်လာလို့ဘာအကျိုးတွေပေါ်လာတယ်လဲဆိုတော့ကွမ်ဖက်ကလေးတစ်ခုကိုအင်မတန်ပြတ်တဲ့တင်နှုံးသားပေါ်မှာတင်ပြီးတော့အပေါ်ကနေလေကလေးမှုတ်လိုက်ရင်တိခနဲ့ပြတ်သွားတယ်လို့လွင့်တဲ့စိတ်ကလေးများလာလို့ရှိရင်တတိလေးကလွင့်လာကိုတိလို့တတိကတ်လိုက်ရင်နောက်ထပ်လွင့်တာမလာတော့ဘူးပြတ်သွားတာပဲတခါတည်းတတိကအာယုံကိုနိုင်လာပြီပေါ့အဲ့ဒီလိုနိုင်လာလို့တတိဟာအဲ့ဒီလိုထက်မြက်လာကြတဲ့အခါကျတော့ဘာတွေဖြစ်လာသလဲဆိုတော့အိမ်မက်ပျောက်သွားတယ်ညအိမ်ရင်အိမ်မက်မရှိတော့ဘူးအဲ့ဒီကနေပြီးတော့နောက်ထပ်တစ်ဆင့်အဲ့ဒီအတိုင်းဆက်မှတ်သွားလို့တတိဟာအားကောင်းလာလို့ခုနကလိုထက်မြက်မယ်ဆိုရင်အိမ်မက်တွေမကတော့ဘူးအိပ်ပါပျောက်သွားတယ်နောက်ကြတော့ည10နာရီလောက်ကနေဥပမာတစ်ခုထိုင်ပြီးတရားအာယုံပြူလိုက်တဲ့ပုဂ္ဂိုလ်ဟာထိုင်လျက်ပဲမိုးလင်းသွားတယ်ကိုယ့်ဟာကိုအိတ်တာလည်းမသိဘူးဒီကြားထဲမှာရှူလျက်ပဲမှတ်လျက်ပဲရှိသေးတယ်မအိပ်ရသေးပဲမိုးလင်းလာတယ်တွန်းလုံးလေးလဲပြီးတော့တတိလေးနဲ့အာနာပါနရှူပြီးတော့အိတ်နေတယ်အိတ်နေတယ်ဆိုမိုးတာလင်းသွားတယ်သူလည်းမအိပ်ရသေးဘူးသူကတော့အားထုတ်လျက်ပဲကြားထဲမှာအိတ်တော်ရှိတယ်ပျောက်သွားတယ်ပထမအိတ်မက်ပျောက်တယ်ဒုတိယအိတ်ပျောက်တယ်အဲ့ဒီတော့ကိုမယုံတန်တရားဖြစ်လာတယ်ငါ10နာရီတုံးလုံးလဲနေတာအခုဟာမနဲ့မိုးလင်းလို့လဲငါအနာကြီးထိုးနေပြီဒီလိုဆို9နာရီကြာသွားပြီငါလည်းမအိပ်ရသေးဘူးအားထုတ်တုံးရှိသေးတယ်ဒီတော့ဒီထဲမှာအိတ်တဲ့စိတ်ဖြစ်တယ်နဲ့တူတယ်ကိုယ့်ဟာကိုယ်ဒီလိုတွေးရတဲ့အဖြစ်ရောက်လာတယ် ဟေးဒါဟာတတိထက်မြက်တဲ့တတိရဲ့အကျိုးတွေပြောနေတာအဲ့ဒီလိုဖြစ်လာလို့အိတ်လည်းပြောက်ပြီးအိမ်မက်လည်းပြောက်ပြီးအရှူလည်းပဲတစ်ဆက်တည်းဖြစ်လာပြီးဆိုရတော့2ရက်3ရက်ရက်ပိုင်းပဲရှိတော့တယ်တရားလမ်းစာရောက်တော့မယ်ဒီယောဂီဟုတ်လားအဲ့ဒါဘယ်ကထွက်သွားတယ်လဲဆိုတော့တတိကထွက်သွားတာဒါကြောင့်တို့ကတတိလှုပ်ထုံးတတိဖြစ်မှုကိုပဲလိုချင်တယ်ဒါကြောင့်တတိလှုပ်ထုံးအနေနဲ့တတိကိုရွှေ့မှတ်ပါဖြန်ပြီးတော့ခန္ဓာကိုယ်ထဲမှာအဲ့ဒါတတိထက်မြက်လောင်းကိုလှုပ်မှတ်ခိုင်းတာအဲ့ဒီလိုမှတ်လို့မို့ကိုယ်ထဲမှာနေလာပြီဆိုလို့ရှိရင်
တမာရီလှုပ်ထုံးကိုနောက်တစ်ဆင့်တက်ပြီးတော့အာနာပါနာကိုမှတ်တော့ဝင်ရင်ဝင်မှန်းသည်ထွက်ရင်ထွက်မှန်းသည်ဝင်လီထွက်လီပဲအာရုံပြုအဲ့ဒီခါကျတော့စိတ်ထဲကဝင်လီထွက်လီမှမတပါအပြင်းကိုမသွားတော့ပါဘူးအကယ်၍များစိတ်ကလေးကလွင့်မယ်လို့ဖြစ်လာလို့ရှိရင်လွင့်မယ်လို့ဆိုတဲ့စိတ်ကလေးကိုကတ်လိုက်လို့ရှိရင်မလွင့်တော့ပထမအခြေခံကဘယ်ကစပါလဲဆိုတော့မင်းကစကားများရွာကဆိုတော့ဥပမာတစ်ခုစိတ်ကစကားများရွာရောက်သွားတယ်ဆိုရင်ဟိုမှာအလုံးမလွတ်ရဘူးစိတ်နဲ့တောင်မလွတ်ရဘူးရောက်ဆိုချက်ချင်းပြန်လာတယ်ဒီကထွက်သွားလို့တီးလို့မှတ်လိုက်ရင်ဒီပြန်ရောက်လာတယ်နောက်တတိသူ့ထက်ကောင်းလာတဲ့ခါကျတော့လမ်းတစ်ဝက်လောက်ပဲရောက်တယ်တဝက်လောက်ရောက်တော့ဒီကတီးလို့မှတ်လိုက်ရင်စကားများရွာမရောက်ပဲဒီပြန်ရောက်လာတယ်နောက်ကြတော့စိတ်ကတလန်လောက်ပဲထွက်တော့တယ်လို့စိတ်ကထင်လာတယ်ရေကနေထွက်သွားတာမြင်လိုက်တယ်လို့ဖြစ်လာတယ်တလန်လောက်ထွက်သွားရင်တီကနေမှတ်လိုက်ရင်ရင်ဝက်ပြန်ရောက်တယ်နောက်ကြတော့တထွားတတောင်ရင်ဝက်ကထွက်သွားတာမြင်တယ်လို့ဖြစ်လာတယ်မှတ်လိုက်လို့ရှိရင်ဒီနေရာကိုပြန်ရောက်လာတယ်တလန်လောက်တောင်မသွားတော့ဘူးနောက်ကြတော့ဘလို့ဖြစ်လာတယ်လဲဆိုတော့တတိသူ့ထက်အားကောင်းလာတဲ့ခါကျတော့စိတ်ဟာထွက်တော့မယ်လို့ဟန်ပြင်းနေပြီလူတယောက်ဟာခရီးသွားကနေကြတော့ဟန်ပြင်းရသေးတယ်မဟုတ်လားဟန်ပြင်းပြီးမှခရီးသွားကြတာပဲဒီတိုင်းတော့မသွားကြသေးပါဘူးဟုတ်လားဒီတော့သူ့အခြေအနေကြည့်လိုက်တယ်ဆိုရင်ပဲဒီလူခရီးသွားတော့မယ်ဆိုတာဘေးကလူကသိနိုင်တယ်အခုလဲဒီလိုပဲစိတ်အကဲခတ်နေလို့တတိထက်မဲ့လာတော့ဒီစိတ်ကလေးဟာလွတ်မဲ့ကြံရင်သူကဟန်ပြင်းနေတယ်အဲ့ဒီဟန်ပြင်းတာကအစသိတယ်အော်လွင့်တော့မှာကိုဆိုတာသိလာတယ်မလွင့်ခင်ကနေတိလို့မှတ်လိုက်ရင်သူလွင့်တဲ့အဆင့်မရောက်တော့ဘူးအဲ့ဒါတတိထက်မြက်တဲ့ဥစ္စာဒါဟာတမာတိပညာမရောက်သေးပါဘူးတတိအဆင့်ဆင့်အဲ့ဒီလိုဖြစ်လာတယ်အဲ့ဒီလိုဖြစ်လာလို့ရှိရင်တော့မကြပါဘူး2ရက်3ရက်အတွင်းလောက်ပါပဲတမာတိပညာစခန်းကိုလည်းရောက်ထွက်နိုင်တယ်အေးဒါကြောင့်အဲ့ဒီကနေတဆင့်လုပ်ငန်းအနေနဲ့နောက်တဆင့်တက်လို့အောင်မဲဆိုပြီးတမာတိလှုပ်ထုံးကိုဆက်လုပ်ပါတမာတိလှုပ်ထုံးကိုလုပ်မယ်ဆိုရင်တော့အာယုံချုံလိုက်ပြီတော့အာယုံဟာခုနက9မျိုး6မျိုးရှိနေတဲ့အထဲကဝင်လီနဲ့ထွက်လီတစ်ခုတည်းပဲသတ်မှတ်ပြီတော့ဝင်လီလဲလေပဲထွက်လီလဲလေပဲဒီတော့လေကနေပြီးတော့ပြောမယ်ဆိုရင်တစ်ခုတည်းပဲရှိတော့တယ်အာယုံကဒါပေမဲ့လေကရွေ့လျားတဲ့လေဖြစ်ချင်းကြောင့်ဒါကိုတန်စရဏလေလို့ခေါ်တယ်ရွေ့လျားတဲ့လေဆိုတာတနေရာကတနေရာရွေ့ထွားပြီးဆိုရင်ဒါဟာပညာပဲဒီတနေရာကနေတနေရာကိုဘုတ်အဆက်ဆက်ဘုတ်ဆိုတာမဟာဘုတ်ကိုပြောတာပထဝီအာပေါတေဇောဝါယောဆိုတဲ့ဘုတ်ကြီး၄ပါးကိုပြောတာဘုတ်အဆက်ဆက်တွန်းကန်ပြီးတော့အစင်စင်သူဟာသူဖြစ်တဲ့သဘောကတော့ဒါပရမတ္ထသဘာဝသူကတော့နေရာမရွေဘူးဒီနေရာကဖြစ်ဒီနေရာချုပ်သွားတာပဲနောက်ဖြစ်တာအစ်စ်ပဲခုတော့ဒီလိုမဟုတ်ဘူးဝင်တဲ့လေကနှာခေါင်းကဝင်သွားတဲ့ဥစ္စာဟာချက်တိုင်ကြတော့အစုံဒီလေပဲနှာခေါင်းကနေဝင်သွားတဲ့လေပဲပြန်ထွက်လာတာဒီလိုမဟုတ်လားမှတ်တာလဲဒီလိုပဲမှတ်တယ်ထင်တာလဲဒီလိုပဲထင်ကြလဲယူတာလဲဒီလိုပဲယူတယ်မှတ်တော့လဲသူ့ကိုပဲမှတ်တယ်ဒါကြောင့်ဒီလေဟာပညာပဲပညာဖြစ်ခြင်းကြောင့်ပညာကိုအာယုံပြုရခြင်းကြောင့်အာနာပါနကိုအာယုံပြုတဲ့တရားသည်အာနာပါနနုတ္တိသမထကမ္မထံလို့သမထ40တဲ့သူကိုတွင်းရတယ်သမထ40တဲ့သူကိုတွင်းလိုက်တော့သူဟာတမာတိလောက်ထုံပေါ့ဒါပေမဲ့အနုပတနာ၄ပါးတဲ့ကြတော့ကာယာနုပတနာထဲမှာပါတယ်ကာယာနုပတနာ14ပါးကိုလည်းသမထဝိပတနာထပ်ခွဲရသေးတယ်ဒီတော့သမထဆိုတာကတော့နည်းနည်းနားနဲ့ဝင်းနေလေတမာတိဆိုတာနားနဲ့နီးနေသူဟာတမာတိမျိုးတွေကပဲဒီတော့စိတ်ငြိမ်အောင်လုပ်မယ်ဆိုရင်လေကိုအာယုံပြုလေကိုအာယုံပြုဖမ်းများလို့
စိတ်ဟာနှာခေါင်းဝကနေမထွက်တော့ဘူးဝင်လဲတိထွက်လဲတိဝင်တာတိလိုက်ထွက်တာတိလိုက်အဲ့ဒီလိုတိနေပြီလေတစ်ခုတည်းတိတော့တယ်ဘာမှမတိတော့ဘူးဆိုရင်ဖြင့်ဒီပုဂ္ဂိုလ်ဟာတမာရီကောင်းလာပြီဟုတ်လားတမာရီလောက်ထုံထားမြောက်လာပြီလို့ဒီလိုဆိုရမယ်ဒါပေမဲ့သူ့အခြေခံကတတိလောက်ထုံအဲ့ဒီတတိပါခဲ့ရမယ်အဲ့ဒီခုနကတတိမျိုးမပါဘဲနဲ့စိတ်ကငြိမ်သွားတယ်ဆိုရင်ဥပမာဘာနဲ့တူတယ်လဲဆိုတော့အနေရှိတဲ့ရေဟိုးကိုမင်းတို့လက်နဲ့မှွေလိုက်ရင်အနေလူထမလာဘူးလားအေးထလာတယ်အဲ့ဒီအခါနောက်သွားမယ်မဟုတ်လားကြာသွားရင်ပြန်ပြီးအနေထိုင်တော့မကြည်ဘူးလားကြည်သွားတယ်ဒီတော့အနေထိုင်လို့ကြည်တာဟာအနေစင်ပြီးတော့ကြည်တာနဲ့တူရဲ့လားမတူဘူးဒါကြောင့်တတိအခြေခံနဲ့တမာရီဒီအနေစင်ပြီးတော့ကြည်တယ်လို့အနေမရှိလို့ကြည်တာပေါ့ခုနဝရိယနဲ့နေလားငါလားလုံလို့ဖြစ်တယ်ဆိုတဲ့တမာရီဟာစိတ်ကိုမတွားအောင်တခါတည်းချုပ်ထားတာနေလားငါလားလုံလဝရိယနဲ့လုံရှော့ချလိုက်တဲ့အခါကျတော့ခုနကအနေတွေဟာပြန်ထိုင်သွားတယ်လို့ပဲပရမနေလားငါလားလောက်လိုက်တော့ဝိရိယတွေနင်းကန်ဖစ်နောက်ဝိရိယလဲရှော့ပြီးတော့အသားလေးမင်းပြီးတော့လဲကတ်လိုက်ရောစိတ်ကငြိမ်ပြီးတော့အဲ့ဒီလိုသွားတယ်အဲ့ဒါကြတော့တတိမပါဘူးတတိမပြတ်ထမ်းဘူးတတိမပြတ်ထမ်းပဲနဲ့တမာတိလမ်းကိုရောက်သွားတယ်ပထမနင်းကန်လောက်လိုက်တော့ကဝိရိယလမ်းလွန်တက်သွားတယ်နောက်တစ်ခါတိတ်ရှော့ချလိုက်တော့တမာတိလမ်းကိုသွားတယ်အဲ့ဒီလမ်းဟာလမ်းချော်တတ်တယ်ဟုတ်လားဒါကြောင့်အဲ့ဒီလမ်းကိုမချော်ရအောင်အခြေခံတတိလှုပ်ထုံးကိုထည့်ထားတယ်ဒီမှာဒါကြောင့်အာယုံများများနဲ့ခန္ဓာကိုယ်ထဲမှာဖြန့်မှတ်လို့အဖြစ်မထွက်ဘူးဆိုတော့မှတမာတိကိုယူပါတမာတိလှုပ်ထုံးကိုတက်လှုပ်ဟုတ်ပြီလားတမာတိလှုပ်ထုံးကိုရပြီလှုပ်လို့နည်းနည်းစိတ်ငြိမ်သွားပြီငြိမ်သက်သွားရင်ဘာဖြစ်တယ်လဲနိဝရဏငြိမ်သွားတယ်ကာမဆန္ဒအစရှိတော့နိဝရဏ၅ပါးအကုန်ငြိမ်သွားတယ်ထီနမတိတ်ဆိုတဲ့အိတ်ချင်တဲ့စိတ်တောင်မလာတော့ဘူးသူကအဲ့ဒီလိုစိတ်ကြည်လင်ပြီးတော့နိဝရဏတွေငြိမ်သွားပြီဆိုရင်နောက်တစ်ဆင့်တက်တော့ဘာတက်ရမလဲဆိုတော့ပညာလှုပ်ထုံးကိုတက်ဒီအားထုတ်ရမယ်ပညာလှုပ်ထုံးဆိုတာကတော့ပရမတ္ထတဘာဝကိုအာယုံပြုရမယ်ပရမတ္ထတဘာဝဆိုတာကတဘာဝတကတန်တော်ထင်ရှားလေဘာဝကသဘောတဘာဝဆိုတာထင်ထင်ရှားရှားထက်နေလေသဘောဟာတဘာဝကြီးပဲနာမှုလဲထင်ထင်ရှားရှားရှိရင်ထင်ထင်ရှားရှားဖြစ်နေရင်သူလဲတဘာဝပဲထိမှုလဲထင်ထင်ရှားရှားဖြစ်နေရင်သူလဲတဘာဝပဲပူမှုလဲထင်ထင်ရှားရှားဖြစ်နေရင်သူလဲတဘာဝပဲအေးမှုလဲထင်ထင်ရှားရှားဖြစ်နေရင်တဘာဝပဲဒါတွေဟာအမြဲရှိရလားအမြဲမရှိဘူးပူတော့ခဏသူရှိတယ်နော်နောက်အေးရောက်လာတော့အပူပြောက်မသွားဘူးလားအခိုက်တန်ပဲရှိတဲ့တရားတွေဟာအဲ့ဒါတဘာဝပဲခုနကလေဆိုတဲ့ဥစ္စာကတော့အပြင်ဘက်မှာလည်းအမြဲလေရှိနေတာပဲဝင်လေထွက်လေအမြဲရှိနေတာပဲတတလုံးရှူနေတာဒီလေပဲလေအစင်းစင်းပြောင်းတဲ့လို့ကိုတတဝါကမထင်တော့ဘူးအဲ့ဒီလိုမြဲနေတဲ့တရားမျိုးကိုပညာလို့ခေါ်တယ်ခုနကသူ့တဘာဝကလည်းမမြဲဘူးရှုမှတ်ပါများတော့သူ့ကိုတိပါများတဲ့အခါကျတော့သူ့တဘာဝမမြဲတာကိုလည်းသူ့ဟာသူတွေ့လာတယ်အဲ့ဒီနေရာမှာထီမှုကိုတတိနဲ့ဖမ်းတဲ့အခါကျတော့တတိကိုရှေ့ဆောင်ထားရတယ်ဝိရိယရှေ့ဆောင်မရဘူးတတိရှေ့ဆောင်ဝိရိယနောက်လိုက်စပြီးတော့နှစ်နံပါတ်အားထုတ်တော့ကဝိရိယရှေ့ဆောင်တတိနောက်လိုက်နောက်တတိလှုပ်ထုံးကိုလှုပ်တဲ့အခါကျတော့သူကဒီနေရာကစပြီးတော့တတိရှေ့ဆောင်လာပြီတတိရှေ့တက်လာပြီ နောက်တမာရီလုတ်ထုံးနဲ့အာနာပါနဖမ်းတဲ့ခါကျတော့လေထိုနည်းတူပဲဝိရိယအလဲအလတ်နဲ့ဖမ်းနောက်ပညာစကားကိုရောက်လို့မို့တဘာဝကိုဖမ်းတဲ့အခါမှာလေအလဲအလတ်နဲ့ဖမ်းအဲ့ဒီလိုအလဲအလတ်နဲ့ဖမ်းတဲ့အခါကျတော့တကယ်မိမဲ့တမာရီမျိုးတကယ်မိမဲ့ပညာမျိုးဟာပ
ဘလို့ဟာမျိုးမှမိတယ်လဲဆိုလို့အရှင်ရတဲ့တတိမျိုးနဲ့မှမိမယ်အရှင်ရတဲ့တတိဆိုတာမင်းတို့ထင်ရှားအောင်ငါပြောမယ်တမောတစင်းဟာဟိုရန်ကုန်ကနေမြောင်းမြခုတ်လာတယ်ခုတ်လာတော့စက်ပတ်ကြီး1မိနစ်ဘယ်နှပတ်ဆိုပြီးခုတ်လာကြတယ်ပေါ့မြောင်းမြစိတ်ကန်းရောက်တဲ့အခါကျတော့ဒီအပတ်ကြီးကိုမလျှောဘဲနဲ့စက်ကိုနှိုးထားကတ်လို့ရရဲ့လားဒိုင်းဆိုတခါတည်းပြန်ထွက်သွားတာပဲကျိုးစရာရှိကျိုးသွားမယ်ပြတ်စရာရှိပြတ်သွားမယ်ဘယ်တော့မှကတ်လို့မရဘူးမြောင်းမြကတ်ချင်လို့ရှင်အရှင်ကိုရှော့ရတယ်စက်ပတ်ကြီးရှော့လိုက်ရှော့လိုက်တဲ့နောက်ဆုံးကြတော့မှလုံးလုံးဆက်ကိုရပ်ပစ်လိုက်အရှင်လင်းနဲ့တွားကတ်တော့မရဘူးလားအရှင်နဲမှကတ်လို့ရတယ်ရန်ကုန်ခုတ်လဲဒီတိုင်းပဲမန္တလေးခုတ်လဲဒီတိုင်းပဲဒါကြောင့်နယ်တစ်ခုကနယ်တစ်ခုကိုတွားမယ်ဆိုတာအရှင်နဲ့မှတွားလို့ရတယ်ဒါကြောင့်တတိကိုအရှင်ရအောင်အားထုတ်ရမယ်တတိကိုများများအားထုတ်ရမယ်တတိကိုများများအားထုတ်ဒါကြောင့်မြတ်စွာဘုရားကလည်းတတိပဋ္ဌာန်တရားလိုပဲဟောထားတယ်တမာတိပဋ္ဌာန်ပညာပဋ္ဌာန်လို့မဟောဘူးဟုတ်လားဝိရိယပဋ္ဌာန်လည်းမပါဘူးမင်းတို့အားထုတ်နေတာတတိပဋ္ဌာန်တတိတာများများအားထုတ်ဝိရိယပဋ္ဌာန်မဟုတ်ဘူးတို့လုံနိုင်ရင်ရမှာပဲလို့ဒီလိုတွက်နေလို့မဖြစ်ဘူးဒါမြေပေါက်တာမဟုတ်ဘူးကွာမြေပေါက်တာကတော့ပေါက်နိုင်ရင်ရနေတာပဲအားနဲ့နင်လားငါလားလောက်ရတယ်တရားကလို့နင်လားငါလားလောက်တိုင်းလဲရတာမဟုတ်ဘူးမြတ်စွာဘုရားတော်ဒုက္ခလစရိယာ6နှစ်ကျင့်ရတာမူလကဘုရားတော်6နှစ်ကာလပတ်လုံးလွဲနေလို့မို့နောက်ကြမှာမြစ်စီမှာပฏิပဒါလန်းနဲ့တွေ့မှာဘုရားဖြစ်တာဒီလိုမဟုတ်လားအဲ့ဒီတော့ဘုရားအလောင်းတော်လွဲသေးတယ်ဆိုတော့ဒီပြင်မြောက်လောင်းတွေကတော့ပိုလွဲမှာပေါ့ဟုတ်ဘူးလားဒီလိုဆိုရင်မင်းကိုမြောက်ဖြစ်မယ်မဖြစ်ဘူးလို့ဘသူကပြောနိုင်မလဲတန်တရားမှာအကြကြီးနေလို့ရှိရင်လေဒါကြောင့်တတိလုတ်ထုံးကိုလှုပ်လို့အရှိန်ရလာတယ်ဆိုရင်ဥပမာဘလို့လဲဆိုတော့လှေကိုလှော်သွားတဲ့အခါကျတော့ပထမလှေလှော်လိုက်ရင်လှေကသွားတယ်မဟုတ်လားအရှိန်ရလာတဲ့အခါကျတော့လှော်တက်တင်ထားရင်ကောမသွားဘူးလားလှော်တက်တင်ထားလို့သွားတဲ့အသွားthìလှော်တဲ့လှော်ချက်နဲ့ရောသေးလားမရောတော့ဘူးဒါပေမဲ့သွားတာချင်းတော့မတူဘူးလားဟိုကလှော်ချက်နဲ့ရောနေတယ်လှော်တဲ့အချက်နဲ့လှေနဲ့ရောလျက်သားအခုလှေမှာလှော်တဲ့အချက်မပါတော့ဘူးလှော်တက်တင်ထားလိုက်ပြီလူကကိုင်းတော့မကိုင်းတော့ဘူးဒါပေမဲ့သူ့အရှိန်နဲ့သူသွားမနေဘူးလားဒါလို့ဆိုလို့ရှိရင်ဒီသွားနေတဲ့ဥစ္စာပထမလှော်ချက်နဲ့အကြောင်းကင်းရဲ့လားအကြောင်းမကင်းဘူးပထမကမလှော်ရင်လည်းမသွားဘူးပထမတော့လှော်ပေးရတာပဲဒါပေမဲ့လို့နောက်ဆုံးအရှင်ဖြစ်လာတဲ့အခါကျတော့လှော်တာမပါတော့ဘူးသူ့အရှင်နဲ့သူသွားတယ်ရန်ကုန်ကခုတ်လာတဲ့သင်းဘောဟာပထမတော့က10မိနစ်ကိုဘယ်နှပတ်ဆိုပြီးစက်ပတ်ရည်နဲ့ခုတ်လာခဲ့တာပဲမြောင်းမြကတ်ခါနီးအခါကျတော့ဆက်ရှင်ရှော့လိုက်ရတယ်ရှော့လိုက်ပြီးတော့နောက်ဆုံးရက်လိုက်ရတယ်မဟုတ်လားရက်လိုက်တော့ဟိုကခုတ်လာတဲ့စက်ပတ်ရည်နဲ့တော့ကင်းသလားဆိုတော့မကင်းဘူးပေါ့ဟိုကကျေးဇူးပြုတော့ကြောင့်ဒီမှာအရှိန်ကျန်နေတာဒီအရှိန်နဲ့မှကတ်လို့ရတယ်အခုလဲထိုနည်းတူစွာပဲတတိကိုအားထုတ်တဲ့အခါကျတော့အခုမင်းတို့ဇင်းကျန်းလျှောက်တယ်တလန်းပြီးတလန်းတိကိုကလည်းမမိုက်ရောသူကလည်းရနေတော့တာပဲဘာအရှိန်မှမရှိဘူးဟုတ်ဘူးလားကဲနှခေါမှတ်တယ်ကွာဝင်ရရင်တိထွက်ရင်တိဝင်ရင်တိထွက်ရင်တိနဲ့ကိုကလည်းမမတ်ပဲလေရက်လိုက်ရောသူကလည်းရက်နေတော့တာပဲအရှင်ကိုမပါသေးဘူး တတိဟာ1နံပါတ်လောက်တတိ2နံပါတ်ဖြစ်တတိလို့နှစ်မျိုးရှိတယ်ခုမင်းတို့လုံနေတာလောက်တတိပဲရှိသေးတယ်ဖြစ်တတိကိုမရောက်သေးဘူးအဲ့ဒီဖြစ်တတိအရှိန်နဲ့ခုနကတဘာဝကိုဖမ်းမှအဲ့ဒီတော့မှမိမယ်
အဲ့ဒါကြတော့တဘာဝကိုရောက်သွားပြီမိအောင်ဖမ်းလို့ရပြီဒါပေမဲ့ခုသင်ပေးတဲ့အချိန်ကနာယီပိုင်းလေးနဲ့သင်ပေးတာဖြစ်တော့မင်းတို့ကလည်းတခါတလေကြုံကြိုက်တဲ့အခါတို့ကလည်းအကြောင်းသိတဲ့အခါသင်ရတာဆိုတော့လမ်းဆုံးအောင်သင်ပေးလိုက်တာပဲပထမ1နံပါတ်မူလအခြေခံလှုပ်ထုံးအနေနဲ့ဘလို့ထုတ်2နံပါတ်ကြတော့တတိအခြေခံလှုပ်ထုံးအနေနဲ့ဘလို့ထုတ်3နံပါတ်ကြတော့တတိလှုပ်ထုံးအနေနဲ့ဘလို့ထုတ်4နံပါတ်တမာတိလှုပ်ထုံးအနေနဲ့ဘလို့ထုတ်5နံပါတ်ပညာလှုပ်ထုံးအနေနဲ့ဘလို့ထုတ်လို့လှုပ်ထုံးကိုသာစုံအောင်သင်ပေးတာဘဒူးမှလှုပ်လို့မဖြစ်သေးဘူးတပားမှဖြစ်တဲ့ပုံကိုမပါဘူးဒီထဲမှာဖြစ်လဲမဖြစ်ပါဘူးဒါကမဖြစ်ဘူးဆိုတာတိရဲ့သားနဲ့သင်ပေးနေတာဒီလိုမှသင်မပေးရင်မင်းတို့ဟာမင်းတို့နေတော့ဘယ်နှလုံးအားထုတ်တတ်တော့မလဲဒီဟာပြီးရင်ဒီဟာပြီးရင်ဒီဟာဒီနေရာဒီလိုလဲလှုပ်ရသေးတယ်ဆိုတော့နီးတိထားတော့ရှေ့ဆက်လှုပ်တတ်သေးတယ်မဟုတ်လားအဲ့ဒါလှုပ်တတ်အောင်လို့သင်ပေးတာဖြစ်အောင်လို့သင်ပေးတာမဟုတ်ဘူးဖြစ်တော့မဖြစ်ဘူးဒီလောက်နဲ့ဖြစ်ဖို့ဆိုရင်တော့ခုနကပြောသလိုတတိအရှင်ရအောင်လုပ်ရမယ်ဒါကြတော့24နာရီလုံးမရက်မနာအဲ့ဒီလိုအားထုတ်ရတယ်အိတ်တဲ့နာရီလေးခြံထားပြီးအိတ်တာကလည်းသူ့ဟာသူပျော်ခြင်းပျော်မပျော်ခြင်းနေအိတ်လည်းဂယူးမဆိုင်နဲ့အစားလည်းဂယူးမဆိုင်နဲ့တတိတလုံးတည်းပဲလို့စကားလည်းပဲမပြောနဲ့တော့အဲ့ဒီကြတော့အဲ့ဒီလိုမပြက်လို့မှဒီအရှင်ကထွက်လာတယ်သူကပြက်တောင်းလုံနေတဲ့အခါကျတော့အရှိန်မရှိဘူးလှေတစ်ချက်လှော်ပြီးတက်ကိုတင်ထားဘယ်တော့အရှိန်ရမလဲဟုတ်ဘူးလားအချက်190လှော်လိုက်ရင်တော့နည်းနည်းအရှိန်ကလေးပါလာမှာပေါ့အေးအဲ့ဒီတော့ခုမင်းတို့လုတ်တဲ့ဥစ္စာတို့ကလုတ်တက်အောင်တင်ပေးနေတာဒါလောက်နဲ့တော့အရှိန်မရသေးဘူးနော်အဲ့ဒီတော့တတိအရှိန်ရရင်တမာတိလည်းသူ့ဟာသူဖြစ်ပါတယ်ပညာလည်းသူ့ဟာသူဖြစ်ပါတယ်အဲ့ဒီကြတော့ကတ်သွားရအောင်ပါပဲနော်ဒါပေမဲ့အာထုတ်နီးကတော့5မျိုးရှိတယ်လို့အဲ့ဒီလိုတော့မှတ်ထားဖို့ကွာမှတ်ထားပြီးတော့ငါဘယ်နီးနဲ့တင့်တော်သလဲလို့ကိုနဲ့တော်တဲ့လှုပ်ထုံးကိုရွေပါတနံပါတ်အနေနဲ့စိတ်ကိုတင်းဖြတ်မယ်ငါတခါတည်းမတွေးတော့ဘူးလို့ဒါကတော့ဘသူလှုပ်ရပါတယ်ဘသူနဲ့ဖြစ်တော်တာမယ်စထိုင်နေဆိုအတွေးကတော့ဖြတ်ဖြစ်လိုက်ရမှာပဲဟုတ်ဘူးလားနှစ်နံပါတ်လှုပ်ထုံးအနေနဲ့ကွာစိတ်ကိုခန္ဓာကိုယ်ထဲကနေအပြင်မထွက်ရအောင်ရောက်တဲ့နေရာမှတ်မယ်တတိနဲ့ဒါလဲဘသူနဲ့ဖြစ်တော်ပါတယ်လှုပ်ရင်ဖြစ်တယ်ဒီလောက်ကတော့3နံပါတ်တတိလှုပ်ထုံးအနေနဲ့ခန္ဓာကိုယ်ထဲဖြန့်မှတ်မယ်ဆိုတော့စိတ်ကအစကတည်းကပြန့်ချင်နေလားကိုကဖြန့်ပေးရင်အကြိုက်ပေါ်သူကလည်းပဲတဏှာထဲနေရမယ်ဆိုရင်စိတ်ကမကြိုက်ဘူးလीဒီလိုမို့လားအဲ့ဒီတော့တတိလှုပ်ထုံးအထိအဲ့ဒီ3မျိုးလောက်ကတော့မင်းတို့လှုပ်လို့ရပါတယ်နောက်တစ်ခါနည်းနည်းလေးစိတ်ကခန္ဓာကိုယ်ထဲနေလာရင်တော့အာနာပါနလေးရှုပေါ့တဘာဝဆိုတာကတော့နီးရှိလို့ပြောတာဒီအနေနဲ့ဖားလို့မရသေးဘူးနော်အေးဒါဖြင့်လှုပ်ထုံး5မျိုးနားလည်သွားပြီနားလည်သွားတော့ဒီလှုပ်ထုံး5မျိုးကိုလှုပ်တဲ့ပုဂ္ဂိုလ်ဟာအကျိုး5မျိုးရမယ်တဲ့ပါရမီရင့်လို့တရားဝိရိယတတိတမာနိပညာဆိုရဲအိန္ဒြေ5ပါးရင့်ကျက်ရင်တထိုင်နဲ့တရားထူးရနိုင်ပါတယ်တဲ့နော်တို့6ဝါလောက်1308ခုနှစ်မှာအညာသွားတရားအထုတ်တော့ဒါစီဆရာတော်ကအမိန့်ရှိလိုက်ဘူးတဲ့မင်းကင်းကကိုတော်တစ်ပါးတဲ့အဲ့လားသူကလည်းပဲဖက်နှက်လည်းမစည်းမှုတဲ့ထီးလည်းမဆောင်ဘူးအဲ့ဒီမှာနွေရာသီကြီးရွှေဆက်တော်ဖျားလာဖူးတယ်ဖျားလာဖူးတဲ့အခါကျတော့နောက်ပြန်မဲလို့ဆိုပြီးတော့မင်းဘူးစီကန်ဆင်းလာတယ်
အဲ့လာနဲ့ကျောင်းအောက်ထက်ကတရားစစ်နေတာကိုနားထောင်လိုက်တော့သူနားမလဲဘူးဒါဒီစကားတွေငါနားမလဲပါလားတရားစစ်နေတာကတကားကြီးဒါနဲ့နောက်ဆင်းမေးတယ်တကားကြီးခုပြောနေတဲ့တရားတွေဟာဘာတွေပြောနေတာလဲဒီလိုပဲတပည့်တော်တို့ဆရာရှိခဲ့တာစီဆရာတော်ပြပေးတဲ့ဤအတိုင်းတပည့်တော်တို့တရားအားထုတ်တယ်ဒါကိုတရားစစ်တာပါဒါနဲ့ဒီဆရာတော်ဘယ်မှာနေလဲမင်းလာတစ်ဖက်ကတာစီရွာမှာတောရကျုံမှာနေတယ်ဒါနဲ့ဒီလိုဆိုလိုက်သွားမယ်ဆိုပြီးအညာကိုမလိုက်ဘဲနဲ့အောက်ဖက်ကိုတဲမောနဲ့လိုက်လာတာမင်းလာမျိုးရောက်မင်းလာနဲ့မင်းဘူးဆိုတာလေဂျားမှာမြို့မချားဘူးခွရွာလေးလောက်ပဲချားလေမင်းလာလေရောက်ရောလှမ်းကြည့်လိုက်တော့အခုမင်းတို့ဆက်မှုအကြီးစားဆိုတာပေါ့မလွန်မြတ်တပိတ်စီရီဖယားသွားတွေ့တော့မနေနိုင်ဘူးသူကဖယားတွေ့တယ်ဆိုတယ်ဖူးချင်တယ်သူကတဲဘူးကြီးတဲ့ကကုန်းချောင်းလျှောက်တယ်နေဘူးကြီးတဲ့သွားပြီးတော့ဖယားဖူးပြီးကုန်းချောင်းပြန်လာတာပဲနေဘူးကြီးတဲ့ပြန်လာပြီးတော့မင်းလာကနေပိုက်ဆံတပဲပေးရင်အရာဝတီအရှိဘက်ကန်းရောက်တယ်ကွဟိုတုန်းကတပဲပေးရတယ်တပဲပေးပြီးကူးလိုက်တော့တာစီရွာရောက်ဒီကနေပြီးတော့တောရကြောင်းမေးပြီးတော့လာဟိုရောက်ရောဟိုလဲရောက်ရောဘာပြောတယ်လဲဆိုတော့သူကဆရာတော်တပည့်တော်တရားအားထုတ်ပါလားစေတဲ့ထုတ်တာပေါ့ကိုတော့နေဘူးကြီးလာတာထီးမပါဖက်မပါနဲ့ချွေးတန်တွေနဲ့ထညက်ကလေးစားပါအောင်ရေကလေးထောက်ပါအောင်ပေါ့မဖြစ်ဘူးဖေ။တပည့်တော်ထညက်စားနေဘူးအချိန်မရှိဘူးတပည့်တော်မနှက်ဖန်ကပြန်มาတဲ့ဟာကိုတော့တရားမှအာမထုတ်ရသေးဘူးနှက်ဖန်ကပြန်มาခုအတော်အတွင်းထုတ်ရမှာပေါ့ဗျာတဲ့တရားအားထုတ်ပါလားစေပေါ့အဲ့ဒါနဲ့ရှူနီးရှိုင်နီးပြောလိုက်တယ်ဝေဒနာလိုက်နီးလဲပြောလိုက်တယ်သွားအဲ့ဒီမှာဂူရှိတယ်တောင်းထဲသွားအားထုတ်ပေါ့အဲ့ဒါနဲ့ဒီထဲသွားထိုင်ပြီးတော်ကြာလာလျှောက်ပြန်ရောတဲ့သူဒီလိုဖြစ်တယ်ဗျာဘလို့လုပ်ရမလဲဘလို့လုပ်ပေါ့နောက်ကြတော့သူ့မျက်နှာတွေကနေပြီးရောင်းနေတယ်ဘာဖြစ်တာတော့ကိုတော့မျက်နှာတွေကအဲ့ဒါနောက်ဆုံးည10 နာရီလောက်ကြတော့ဆရာတော်စိတ်ကြိုက်ရောက်သွားပြီစိတ်ကြိုက်ရောက်သွားတဲ့အခါကျတော့ဆရာတော်ကတော့ဝိပဿနာဉာဏ်ဆုံးလို့ဆိုတယ်ပေါ့ဥဒိယပယဘင်္ဂဘယအာဒီနဝနိဗ္ဗိဒသင်္ခါရုပိတ်ခါလောက်ကိုဆိုလိုတယ်အကြည်ဖန်းရောက်ပြီအဲ့ဒီနေရာရောက်တော့သူကပြောတယ်ဆရာတော်ဒီကနေရှေ့ဆက်ခုတ်လို့ရှိရင်မတ်ဖို့ပဲရှိတော့တာပဲဖေ။တပည့်တော်ရှေ့မလို့ကျင်တော့ဘူးတဲ့။ဘာဖြစ်လို့တော့တဲ့။တပည့်တော်ဖျားစုပန်ထားတယ်တဲ့။မတ်ဖို့ရသွားရင်ဖျားဖြစ်မှာမဟုတ်တော့ဘူးတဲ့။ဒါကြောင့်မလို့တပည့်တော်တော်ပါပြီဖေတဲ့။ဒီနေရာပဲ။တပည့်တော်မနစ်ဖန်ပြန်ပါတာစေတော့ဘော။အဲ့ဒါနဲ့ကိုရောမျက်နာတွေဘာဖြစ်တယ်လဲဆိုတော့သူ့ကိုယ်သူပါချထားတာပါချတယ်ခေါင်းနဲ့ကူးနဲ့တိုက်တယ်အဲ့ဒါစိတ်မငြိမ်လို့ကိုမတက်လို့သူများစီတပိတ်ခံရတာသူများခိုင်းတယ်လို့နင်ဘာဖြစ်လို့မလုပ်ရမှာလဲဆိုပြီးတော့သူ့ကိုယ်သူပါချကူးနဲ့ခေါင်းနဲ့တိုက်မျက်နာတွေရောင်းလို့หนีရဲနေတာပဲအဲ့ဒါဖယားစုပန်ဥဓမိကထာရာတဲ့အဲ့ဒီဖယားလောင်းကတော့တော်တော်ရင့်မီနဲ့တူတယ်တဲ့အဲ့ဒါနဲ့နတ်ဖန်ကပြန်ကာနီးတော့ဆရာတော်ကပြောတယ်တဲ့ကဲကိုတော်ကတပည့်ထင်နေပြီတပည့်တော်ကဆရာဖြစ်နေပြီတပည့်တော်စကားနားထောင်ရမယ်နတ်ဖန်ကတမေပြန်မနဲ့အောင်တဲ့တပည့်တော်ဆွန်းကတ်ကုန်မယ်သူ့ကိုကြည်ညူလို့ဆွန်းကတ်လိုက်တယ်အဲ့ဒီထီကိုကိုတော်ဆောင်းသွားရမယ်ဒီဖနက်ကိုလည်းကိုတော်စီးသွားရမယ်လို့အမိန့်ပေးလိုက်တာနဲ့
အဲ့ဒီထီလီနဲ့ဖက်နှက်လေးနဲ့ပြန်သွားတယ်တဲ့တပြင်းဖျားလောင်းတွေတော့လာသမျှတပိတော့ပြုတ်စားတာနဲ့မနှဲကုန်နေပါပြီတပြင်းဖျားလောင်းတွေကတော့တပိတော့စီကဖျားစုပြုတ်သွားတာပဲတဲ့တရားအားထုတ်လို့ရှိရင်ပေါ့အဲ့ဒီဖျားလောင်းကတော့တော်တော်ရင့်နေပြီသူကမင်းကင်းကားတဲ့အညာပေါ့ကွာချင်းတွင်းမိခဲကဟုတ်လားအဲ့ဒါကြောင့်တရားအားထုတ်တဲ့ပုဂ္ဂိုလ်ဟာသင်္ခါရုပ္ပိခဉာဏ်ရောက်လို့ရှိရင်ရှေ့ဆက်ပြီးသောတာပန်ဖြစ်သွားရင်ဖျားမဖြစ်တော့ဘူးတဲ့နော် ဒါဖြင့်ယခုတရားအားထုတ်တဲ့ပုဂ္ဂိုလ်ဟာတစ်နံပါတ်ဘာအကျိုးရမလဲဆိုတော့တထိုင်တည်းတရားရနိုင်တယ်ခုနကပုဂ္ဂိုလ်ကတရားအားထုတ်မယ်ဆိုရင်တထိုင်တည်းတရားရနိုင်တယ်ဒါပေမဲ့သူကတော့မလိုချင်တော့ဘူးတဲ့ဖျားစုပန်ထားလို့တဲ့ဒါဖြင့်အဲ့ဒီလိုပါရမီမရင့်လို့ရှိရင်မရတော့ဘူးလားဆိုတော့နှစ်နံပါတ်သေဂာနီးမှာတရားရမယ်တဲ့သေဂာနီးကြတော့ဒီဘက်ကဘဝတဏကလည်းအားသေးသွားဟိုဘက်ကူးဖို့နောက်ဘဝတွေ့တာရမယ်ဘဝတဏကလည်းမပေါ်သေးအဲ့ဒီအချိန်မှာတဏအားသေးပြီးတော့မိမိခန္ဓာအစဉ်ကိုရှုလိုက်တဲ့အခါမှာတတိယင်ပြီးတမာတိပညာကနေတဘာဝပေါက်ပြီးဒီနေရာမှာတရားရနိုင်တယ်ဒါဒုတိယတရားရနိုင်တဲ့အကျိုးသုံးနံပါတ်အကယ်၍နတ်ပြည်ရောက်တဲ့အခါဓမ္မကတိကနတ်သားများကတရားဟောတာကိုသွားနာပြီးတော့တတိယပြီးကိုအားထုတ်နေကြတရားလေးစိုက်လိုက်ရင်ချက်ချင်းတရားရနိုင်တယ်အဲ့ဒါတတိယအကျိုးလေးနံပါတ်အကယ်၍နတ်တီမှာရောက်လို့မေ့နေစေကမူတဆူတော်ဖျားရှင်ကိုရောမြတ်နဲ့တွေ့ပြီးတော့ခိပ္ပဗိညာဧတက်ဓာတ်လွယ်ကူကူနဲ့တညာအကျဉ်းနာပြီးတော့မဲ့ညံဖို့ညံနိဗ္ဗာန်ရနိုင်တယ်အဲ့ဒါစတုထအကျိုးနားနံပါတ်အကယ်၍အဲ့ဒီလိုမှတဆူသောဖျားနဲ့မတွေ့ဘူးဆိုရင်လည်းပဲကိုယ်တိုင်ပါရမီရင့်ပြီးတော့ပစ္စေကပုဋ္ဌာချစ်နိုင်တယ်ဒီလိုဆိုရင်အခုမင်းတို့အားထုတ်တဲ့တရားတွေဟာတထိုင်တည်းမရလဲသေဂာနီးမှာမျော်လင့်စရာရှိသေးတယ်သေဂာနီးမှာမရလဲနတ်ပြည်ပေါ့ကွာနတ်ပြည်မှာမရလဲတဆူသောဖျားရှင်လက်ထက်ကြတော့ရမှာပေါ့အလကားတော့မဖြစ်ဘူးအေးနောက်ဆုံးပစ္စေကဗုဒ္ဓထီအောင်ဖြစ်နိုင်ပါတယ်မင်းတို့ရည်ရွယ်သလိုဖြစ်ကြမှာပဲဟုတ်လားဒါကြောင့်အကြောင်း၅ပါးကိုကောင်းစွာလိမ္မာပြီးတော့အကျိုး၅ပါးကိုရှုမြင်လျက်သူတော်ကောင်းတရားကိုကြိုးစား၍အားထုတ်နိုင်ကြပါစေကုန်တည်းသာဓုသာဓုသာဓု